ညနေလေးပြပါဒါလည်းတော့နေစီပြီးပါဒါကြတော့ကျွန်တော်ရဲ့တငယ်ချင်းသူရဲ့ရည်သားဟာမောင်ဖို့ပြုံးပါဒီမှာတောက်စားပြီးတော့ကျွန်တော်တောက်စားပြီးတော့ဘာညာပါမယ်လားတီးလို့ကောင်းခဲ့မလားငါပြောတီးလို့ကောင်းခဲ့မလားအပြောမယ်ဆက်ကြည့် ZRTN မျိုးများအားလုံးမင်္ဂလာပါရှင်ဒီဗီဒီယိုလေးကအချစ်ရေးအိမ်အောင်ရေးအတွက်အသိပညာဗဟုသုတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါတယ်ရှင်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါတယ်ရှင်ဒါကတော့ကျွန်တော်ရဲ့မိန်းမနဲ့သူ့ရဲ့ရည်သားဟောင်းလို့ဖြစ်ပါတယ်နစ်မှလည်းပါချင်းလိုက်နေပြီလားပြန်မယ်ငါကကိုလိုက်တယ်ပြောတာညနေလေးပြပါဒါလည်းတော့နေစီပြီးပါဒါကြတော့ကျွန်တော်ရဲ့တငယ်ချင်းသူ့ရဲ့ရည်သားဟာမောင်ဖို့ပြုံးပါဒီမှာတောက်စားပြီးတော့ကျွန်တော်တောက်စားပြီးတော့ဘာညာပေါ့ဒီမောနဲ့အခုတည်းပြန်လာတဲ့မှာဟုတ်တယ်ရဲဒီမှာနှွေးတဲ့လေးနဲ့ဒီဘက်ဆိုရင်လည်းတုံးလို့ပါဒါပေမဲ့ငယ်ချင်းတွေကဘာမှမလုပ်တော့မလေးပြန်မယ်လားတီးလို့ကောင်းခဲ့မလားငါပြောတီးလို့ကောင်းခဲ့မလားအပြောမယ်ဆက်ကြည့်ပြောဘာပြောချင်တော့ဟိုတည်းပြန်လာမလားဟိုတည်းပြန်လာကြမလားဘယ်လိုထင်လို့မင်းတို့ဟာရာပြေအခုမှပြန်လာမှမဟုတ်တာတနေရာနေတခြားတော့ပြီးမှပြန်လာတဲ့အနေထားတွေရောဆိုလည်းမင်းတကယ်ချင်းရှင်တော့မလုပ်နိုင်ဘူးအဲ့လိုဘယ်ပြန်လာပြောကြည့်လိုက်လေတာချီဘယ်ပြန်လာတော့ပြန်သွားပါပြီကျွန်တော်တွေ့လို့ဒါတော့လိုက်ပေါ့နော်ကဲအားလုံးပဲဘယ်သူမှလဲဆိုရင်တော့တဖြည်းဖြည်းမြင်သွားပါလိမ့်မယ်ဒါတော့ကျွန်တော်တငယ်ချင်းလေးပါတငယ်ချင်းလေးပါငါဘယ်မှာလဲစီမလဲငါလည်းဖြတ်ချလိုက်အကောင်းပြောဘာဖြတ်ချမှာဒီငါအကောင်းပြောဖြတ်ချလိုက်ပါမယ်ဟုတ်ပါတယ်မင်းရဲ့ပြောတဲ့ဟာလည်းမမားပါဘူးဖြတ်ချလိုက်ပါတယ်ငါဖြတ်ချခဲ့ရတော့ဖြတ်ချလိုက်ပါမယ်ဖြတ်လိုက်အကောင်းပြောမင်းချင်းတို့လည်းမဟုတ်ငါထင်တယ်မို့ငါသွားတာ तू ကသူ့တင်နေသွားဆုံးစမ်းတာငါဝဲကြီးကငါအကူစီဒီတော့ပို့တာတတိလည်းဖြစ်သွားပါဗောနှစ်ယောက်ကဒီတော့မဟုတ်ဘူးငါဘက်ကမနေ့ကလိုင်းကားနဲ့သွားတာကြုံလို့ပြန်ကသူ့ဆိုင်ကနေလိုက်လာတာပြန်ကဒီဝင်လာတာမင်းထင်တယ်လို့ပဲဟိုတရားနေပြန်လာဗောဟိုတည်းတော့မသွားသေးဘူးတော့ကြီးမင်းစိတ်လည်းမရုပ်ပေနဲ့ဆိုတယ်ဟောပြမင်းဟုတ်ငယ်နဲ့ပေါင်းလာတာပဲဆက်လိုက်ကောင်းပြောတာမင်းကငယ်နဲ့ပေါင်းလာတာကျွန်တော်တပြင်းသူဆိုရင်တော့တုံးလို့ပေါ့နော်ဒါပေမဲ့တရားရဲသားမလို့ဘာမှတော့မလုပ်တော့ပါဘူးကောင်းပြောတာမင်းတို့စိတ်လည်းမရုပ်ပေဘူးကောင်းပြောအေးငါစိတ်တဲ့ရုပ်ပဲနေပါကွာမင်းလုံးနေတာသူနာမိန်းမကွာမင်းလုံးနေတာသူနာမိန်းမသူငယ်ချင်းမင်းလုံးနေတာငါမိန်းမဘာမေးကြည့်လိုက်အေးဘာသွားမေးပြရမှာပြောဘာသွားမေးကြည့်လိုက်ဘာသာကျုပ်ရှိအောင်ပြခိုင်းလိုက်သူလက်ထဲမှာဘာသာကျုပ်ရှိအောင်ငါတို့ကြွားပြီးတော့ဆိုတယ်ဘာလုံးတော့သွားမေးကြည့်လိုက်မမေးတော့ပါဘူးမင်းကငါ့ကိုဇလို့ခိုင်းတော့မင်းလုံးနေတာကွာရှင်းပြီးသားလားမင်းပြောကြည့်လိုက်ငါကောင်းရှင်းပြီးသားငါဘာမှသွားမေးကြည့်လိုက်ဘယ်မှာပြဘယ်ဆံရွက်နဲ့အောင်ပြငါ့ကိုဆောက်ရွက်ထုတ်ပြလိုက်ငါ့ကိုဆောက်ရွက်ထုတ်ပြလိုက်ငါမှနေနေမှလည်းပြက်ပြီးသားတော့ရှိသူနေနေနေမှလည်းပြက်ပြီးသားငါကမှမဲမလာမဲနဲ့လာသွားမယ်လားငါတော့လက်လေးဆွဲလိုက်ပါလက်လေးဆွဲလိုက်ပါဦးလက်လေးဆွဲလိုက်ပါလက်လေးဆွဲပြီးသွားလိုက်ကြပါလက်လေးဆွဲပြီးသွားလိုက်ကြပါထုတ်ဖို့လေးနဲ့ငါဗီဒီယိုရိုက်ထားရင်တော့ငါလုပ်တယ်ဖြစ်နေအောင်မယ်ငါဘာမှခွင့်မလို့ရသေးဘူးရိုက်ထားလိုက်တာငါတော့ငါလိုက်ပြန်တယ်လုံကြီးလားဟုတ်ကဲ့ပါလုံကြပါနော်အိမ်တော်တဲ့တယောက်နဲ့လူမျိုးလေးတယောက်နဲ့တူတူလျှောက်သွားနေတာကလေးပြလုံနေဆိုတော့လုံနေလို့ပဲမပေးလိုက်ပါမယ်မင်းတို့အကန့်နဲ့ငါတို့ကန့်ဆိုတာမင်းသိတဲ့အတိုင်းပဲမင်းတို့အကန့်လည်းမင်းကတကယ်ချင်းဟာကြီးကွာမင်းကရလေချင်းဟာကြီးဘာကငါလက်ပြလုံနေအကောင်းပြောတာမင်းကြည့်လိုက်ငါကသွားတာမသိတူနဲ့ဒီမှာဖြစ်လားဘယ်ကိုသွားမလားလဲအင်းနဲ့ထွက်လာတဲ့ပုံနဲ့လေတရားမှမတူကြအောင်မင်းကငါပြောပြီးတော့ရင်ဆိုပြီးသွားကြပါနောက်တဲ့ဆိုင်ကတစည်းနဲ့လာတာတော့မှဒီနေထားနဲ့နောက်တဲ့ဆိုင်ကတစည်းနဲ့လာတာမှဘယ်မှမသွားဘူးဘာမှမလုပ်သေးဘူးဆိုရင်တော့ရှင်းလို့ရတယ်ကောင်းတယ်ငါဘာရှင်းနေမှာမင်းအောင်မင်းကဘာလာရှင်းနေအောင်ငါနဲ့ဘာကိုရှင်းနေအောင်လက်ကိစ္စကိုရှင်းနေအောင်မင်းစကားအေးစီပြောနေရတယ်ငါမင်းမလိုချင်တယ်ဆိုပြီးရှင်းနေတာလားဖြတ်ပြီးဆိုပြီးရှင်းနေတာလားချစ်ပါဘူးငါမင်းမအောင်ငါတလို့လက်ဘူးလက်ချက်တွေ့တော့ပျော်နေရမှာလားပျော်ပြရမှာလားမိုက်ပါလေဆိုပြီးတော့
တင်လိုက်နော်တင်လိုက်အေးငါတို့ကပြင်းမနာကိုသွားပြီးပြန်လာပဲရှင်ငါတင်နေသွားတာကြည့် ပြင်းမနာတော့လေတပည့်လူနဲ့သွားရမရှိရေးသားအောင်နဲ့သွားတာပေါ့အဲ့လိုမျိုးဟုတ်ကဲ့ပါလမ်းမှာခါလေးဖက်ပြီးတော့တားပြောစရာကောင်းတာပေါ့တော့ကြပါတော့အခုလဲဆိုင်ကလေးနဲ့ဖက်ပြီးပြန်ညမောရင်ဗီဒီယိုရှေ့သွားလိမ့်မယ်ရှေ့သွားကြည့်ရပြင်းညဖြစ်နေလိမ့်မယ် တင်လိုက်နော်ငါဘာမှမဖြစ်ဘူး ဖြစ်ပါနဲ့မင်းကလေးနင်တော့ဘာအဆက်မှမရှိတော့ငါတိပြီးသားလေအခုငါတိသွားပြီ တစ်ဖက်သားကိုဘာပြဿနာကောင်းလဲ ဘာပြဿနာမှကိုငါမရှာသေးဘူးဘာပြဿနာမှမရှာသေးဘူးရှာနေတာနင်တို့ရှာနေတာကိုယ့်အကူပြဿနာရှာနေတော့ဒီထောင်နှခမ်းနေနေဆိုတော့အတွေးခေါ်နေတော့တရားမှမသိကြဘူးကြည်လားထောင်နှခမ်းနေနေကြဒါတော့မှတရွာရဲသားမလို့မဟုတ်ရင်ငါတပြင်းကတော့ငါကြိတ်ပြီးသွားတော့ငါပြောပြီးသား ပြောမယ်အကောင်းပြောမင်းကြိုက်တာရိုက်အကောင်းပြောမင်းတော့ရိုက်ဖို့ယူလာလား နေရငါမင်းတပြင်းကောင်စင်ငါကြိတ်မှာတကယ်မင်းတပြင်းကောင်စင်ကြိတ်မှာနေပြီးတော့ကောင်စင်ငါကြိတ်မှာကွာမင်းနဲ့အခုတော်ပြီးသားမလားအေးနေပြီးတော့ရရင်နောက်တစ်ကောင်ရှိသေးရဲ့ဟုတ်ပါအဲ့ကောင်စင်ငါကြိတ် အဲ့ရတော့ငါမသိဘူး အေးငါအဲ့ကောင်စင်ကြိတ်မလို့ကူလာတာ တို့ကမင်းကငါအကောင်းပြောမင်းကငါအကန့်ကိုရှင်းကြည့်လိုက် မင်းကငါဘာကန်ရှင်းနေတာ အေးအကောင်းပြော ဘာကန်ရှိတာမျိုးကြည့်ပါ မင်းကငါဆောပြောပြီးသား တကယ်ချင်းချင်းမှာဘာကန်ရှိတာငါတို့ကြားထဲမှာဘာကန်မှမရှိဘူးလေဒါပေမဲ့ရှိလာတာမင်းကလာရှိနေတာမင်းကဒီမှာ ငါရှိတာတော့ ဟုတ်မယ်ဒီကောင်မှမင်းကွဲပြီးသွားလားမင်းမေးကြည့်လား ကွဲပြီလေ အေးစာချုပ်ပြအေးစာချုပ်ပြ ငါတို့စာချုပ်ဝေးလိုက် နင်လာလုံးညာနော်နင်လာလုံးညာနော် ငါမျိုးစာချုပ်ပေးလိုက်ပြီးသားနော်ကြည့်တူလင်း တရားရုံးမှာသွားပြီးနင်ကိုယ်တိုင်လက်မှတ်ထိုးထားတဲ့ရွာထဲမှာနင့်အမျိုးလက်မှတ်ထိုးခံရောကွာလေလို့နင်ပြောရလား နေရောထိုးပြီးသားနှစ်ယောက်တော့ထိုးပြီးသားအဲ့ဒါရောနေသွားလေ အေးဒီငါမှလည်းမရှိတော့ဘူးလေ အေးဘယ်ရောက်ကတော့ပြော ငါမှမကွာချင်တာမကွာချင်တော့ငါအဲ့ဒီနေမှာဖက်တယ်နင် ညတော့ဒီငါတို့ဒီငါပါဘူးပြေမနာသွားပြီးပြန်လာတာ ဟုတ်ကဲ့ပြင်မနာသွားတဲ့ပုံစံလေးရဒီလိုလေးပါရှစ်ဆရာလေးပါအဲ့ဒီလက်ရှိပြည့်စုံတဲ့ခဏလေးနဲ့ကြိုက်လားပြန်မစင်ပြန်တော့ လူကြီးလိုက်ခဲ့လား လိုက်ခဲ့မယ်လीလိုက်ခဲ့မှာလူရဲ့မလာဘူးတရားရုံးမှာကွာတော့မလို့တရားရုံးငါ့ကိုခေါ်တရားရုံးမှာလိုက်ကွာမယ်ကွာမှာဆိုရင် လူကြီးကိုလိုက်ခဲ့လားလူတရားရုံကိုသွားမှာ တော့နေရာနေကြိုက်တဲ့နေရာတော့တော့အာ ပြန်မလား တော့ ပြန်မယ် မဲရှေ့ကနေကောက်ွယ်ပေးနေပါတယ်သူရဲ့ရည်သားလေးကိုရန်ရှိစရာကောင်းတော့ကျွန်တော်ရဲ့ဇနီးလောင်းလေးပါဇနီးလောင်းမဟုတ်ပါကျွန်တော်ရဲ့ဇနီးဟောင်းလေးပါဒါကတော့အလားရေရောင်းပြင်ပေးထားပါတယ်စစ်သူအတွက်ရားလုံးပြည့်ဆက်သွားပါတယ်ကိုကိုရှစ်ပါတယ်ကိုကိုရှစ်ဆုံးပါဆိုတဲ့သူကလည်းတစ်ချိန်မှတလူမျိုးနောက်တစ်ယောက် COAC လေးပြန်มาသွားရဆိုတော့အလုံးမပေးထားကြပါ ကြည့်တူလင်းဒီဘာဖြစ်ရှင်နေအောင်ပြောစမ်းမှာငါ ဖြစ်ရှင်ပါဘူးပြောပြချင်တာပြဿနာလူတွေကဘာပြဿနာဖြစ်လို့ကွဲလဲဆိုတာလူတွေအားလုံးသိချင်တာအဲပြဿနာရဲ့ရင်းမြစ်ကဒါဆိုတော့သိအောင်လည်းငါပြောချင်တာပြဿနာငါဖူတောင်းပြောအိမ်တော်ရဲ့ဖောက်ပြန်နေရလည်းမဟုတ်ဘူးနင်းပေါ်နေတိုင်းပြစ်မှားပြီးမရိုင်းနေရလည်းမဟုတ်ဘူးတောက်စားနေရလည်းမဟုတ်အဲဂျာတွေကမှနေရာစွတ်တွေကွာကျင်တာကိုဘာကြောင့်လဲဆိုတော့အကြောင်းပြချက်ငါလည်းရှာနေရမတွေ့ခဲ့လို့အခုတော့အကြောင်းပြချက်ဘာလဲဆိုတာအကုန်လုံးသိအောင် အေးသိယူမလား သိတော့ပြီ သိဆိုနေငါသွားပြီးလိုက်အေး ကွာပေးလိုက်မယ်လို့တော့ခေါ်လိုက်နော်တရားရုံးကနေဆင့်ခေါ်လိုက် တရားရဲဆိုခေါ်မှာမလူချင်းရောနေလာခဲ့လိုက်ကွာပေးလိုက်တခါလေ ကွာပေးမှာပေါ့နေရာဒီမှာနောက်ထပ် အေး နောက်ထပ်ကရသွားပြီ အေးကွာပေးလိုက် အေး အေး အော်လူရဲ့စိတ်တက်တာပြောင်းနေမြန်ပါလား ပြီးလာရိုင်းလို့ပြီးလာ ရိုက်ထားမှာတော့မပြန်မရှင်နှုတ်ဆိုင်ကလေးပေါ့အတူတူနင်းတော့တော့လေလိုက်ရအောင်ပါမပြန်မရှင်ငါရိုက်ထားမှာနော်တော်ကြဆိုင်ကလေးတည်းနဲ့လာရင်ထင်နေကြမှာဆိုလို့တစည်းလေးအတူတူသွားလာနေရဆိုတော့သိအောင်လို့ဆိုင်ကလေးပြန်တော့တက်ရအောင်ပါအပြီးသေးဘူးဟုတ်ကဲ့လားဆိုင်မှာလေတော့ပြန်ညလေးလို့တော့ပြန်ညတော့ကျေးဇူးတင်ပါတယ်လို့တပတ်လုံးသားချင်းထည့်ပေးခဲ့လို့ဒီလေးကိုလည်းနောက်ကိုကြီးကိုလက်ဆင်ယူပေါ့ကွာမိမတရားလေးစိတ်ကဘယ်လိုရှိလဲဆိုတော့ကိုကြီးပြတာလေကွာအဲ့တော့ကိုကြီးရဲ့ဇနီးလေးပေါ့နော်ဒါ3နှစ်ကျော်ကြာတူတွဲလာပြီးတော့အိမ်အောင်တက်တစ်နှစ်ခွဲရှိသွားတယ်ကျွန်တော်ရဲ့မိမပဲဖြစ်ပါတယ်ဒါလေးနဲ့နေပြီးတော့တူတူတော့ကြပါတယ်နေပြီးတော့ဘယ်ဟိုတယ်လဲဆိုတော့သူတို့လည်းထည့်မပြောတော့ပါဘူးဒါတော့ကျွန်တော်တငယ်ချင်းပါကြီးသားအောင်လေးပါ မင်းငါပြောပါလေရှင်းနေပြီ ရှင်းလိုက်ပါမင်းပါရှင်းနေတာ
ရှင်းရီသားဆိုရင်မင်းကြက်တယ်လို့ရှင်းသွားလို့ရကွာအိမ်အောင်တယ်ကွာတော် ညတော့ဘာမှနေလို့တော့ ဘာမှနေလဲဆိုရင်တော့ကိုယ့်ကိုပဲတည်မှာပေါ့ငါဘလို့တည်မှာမလို့ဘာလုပ်ခဲ့တယ်ဘယ်တော့ခဲ့ဆိုတော့မလို့အတည်ဆုံးလေမင်းရလေဒါတော့တငယ်ချင်းမှာဒါတော့သူ့ရဲ့ရီသားလေးကျွန်တော်ရဲ့ဇနီးလေးပေါ့ကိုတော့ပြဿနာရဲ့အရင်မြစ်ကိုအားလုံးလည်းတည်ပါထင်ပါတယ်ပြန်ကြတော့လေမလို့ကတယောက်တစ်စီးလာမှာမဟုတ်ပဲတစ်စီးတည်းလာတဲ့ဟာကိုဘာလဲတိုင်းကန်တော့ဒီဆိုင်ကမင်းဆိုင်ကလည်းထင်နေဦးမယ်ဒီဆိုင်ကလည်းလာမဟုတ်ပါဘူးဒါတော့ကျွန်တော်ဆိုင်ကပါဟိုတစ်စီးတည်းနဲ့လာတာပါဒီမှာပါဟိုပုံစံဒီပုံစံနဲ့ဟိုအလုံးမလို့ဒါမလို့လို့ဒါလုံးမလို့လို့ထားလုံးနေပါတယ်ဒီပြင်းနဲ့အလားရမ်းပြင်ထားပါတယ်နောက်ထပ်ဘယ်ဘဲအစ်အတွက်ဒါပဲကျွန်တော်ရဲ့သနီးလေးပါနောက်လူလက်ထဲမှာလည်းလာနေပါတယ် လာနေငါလာပြီးတော့ လာပါတယ်ဖောက်ပြန်တာလည်းမေတူသမီးဆိုတာပြောလို့ပါတယ်မင်းနဲ့အိမ်အောင်ကြသွားရင်လည်းနောက်ထပ်ဖောက်ပြန်တော့မှာပဲအဲ့ဒါတော့ငါမခံနေမင်းနဲ့မို့ဘယ်ကောင်နဲ့ကြဒါဗီဇပါလာလို့ စီတူလင်းငါသိခါလာမစော်ကားနဲ့တော့စီတူ ဟုတ်ပါတယ်ငါစော်ကားနေဆိုစိုက်ထားတယ်တော့ပြန်ကြတော့လေငါတို့ပြန်တော့ဆိုင်ကတိနဲ့ပြန်တော့ငါရိုက်ရှင်လို့ကိုထပ်ပြီးတော့ကင်ထားတာငါဒီဗီဒီယိုအဲ့ဒီမဖြစ်ဘူးအစအဆုံးတင်မင်းပါတော့ကြအဲ့ဒီဖြတ်တည်းထင်းနေမဆိုလို့ဒီပုံစံလေးကဒါနေပြီးတော့ကဟိုတယ်တစ်ခုကပြန်လာတဲ့အနေထားပါတော့ပြောပါလိမ့်မယ်ပြန်လိုက်ညာပြန်လိုက်နဲ့နေပြီးတော့ဟိုတယ်သွားပြောဘိုကင်မှာသွားကြည့်ရင်တို့နာမည်ရှိပါသေးတယ် သွားကြည့်ဒီတော့ ဒီပုံလေးပါဒီဆိုင်ငယ်လေးကတော့တစ်ချိန်အတူတူနဲ့အောင်စီးခဲ့တဲ့ဆိုင်ငယ်လေးပေါ့နော်အခုတော့နောက်တူနဲ့ခွာပြီးနေပါပြီကဲဒါတော့အားလုံးပြချင်နေတဲ့နောက်ဆုံးမြင်ကွင်းလေးပါတနေ့ကုန်လူသွားလာထားတဲ့မြင်ကွင်းကိုပြချင်လို့ဒီချိန်ထိယူထားဖြစ်ပါတယ်ဒီပုံစံလုံနေပါတယ်ဘာမှတော့မဟုတ်ပြီမဲ့ဘိုင်ဘိုင်ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ကို့အမြင်ကို့ခံစားချက်ကို့အတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးရှင်ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါဦးရှင်ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်